Alhamdulillah အခက်ခဲတွေကြားကနေအကောင်းဆုံးရှင်သန်ရပ်တည်နေကြတဲ့လူသားတယောက်ချင်းတွေကိုကျွန်တော်ဒီနေရာကနေအထူးပင်လေးစားကြောင်းပြောကြားလိုပါတယ်ကျွန်တော်ဒီနေ့ sharing နဲ့လုပ်ပေးချင်တာကဘာလဲဆိုတော့ကျွန်တော်တို့တွေအခုလက်ရှိခေတ်ကာလအခြေအနေကာလမှာဖြစ်နေတဲ့လူသားတယောက်လူတွေရဲ့တယောက်ချင်းတွေရဲ့စိတ်သက်ထဲမှာပေါ့နော်အနည်းနဲ့အများတော့ရှိတယ်ပေါ့နော်ဒါကဘာလဲဆိုတော့ကျွန်တော်တို့မှာစိတ်တန်ရာတွေ trauma တွေနော်အကျက်တဲတွေကိုယ့်ရဲ့စိတ်ကကြောက်ရွံ့နေတဲ့အရာတွေပေါ့နော်ဒါတွေကျွန်တော်တို့ရဲ့စိတ်လူသားတယောက်ချင်းတွေကျွန်တော်ပါဝင်တယောက်ချင်းတွေတိုင်းမှာအနည်းနဲ့အများတော့ရှိကြတယ်ဒါကိုကျွန်တော်တို့အလောင်းရှင်မြတ်ကဒီလိုမျိုးဖြစ်နေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကိုဘယ်လိုဖေဖြောက်မလဲဘယ်လိုကူစားမလဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ကျမ်းတော်မြတ်ကိုရန်အာရက်တွေထဲမှာအများကြီးကျွန်တော်တို့သင်ကြားပြသပေးထားတယ်ကျမ်းတော်မြတ်ကိုရန်ထဲမှာဒီစိတ်တန်ရာလို့ခေါ်တဲ့ physiological trauma နဲ့စိတ်လုံခြုံမှုလို့ပြောတဲ့ sense of insecurity လို့ခေါ်တဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုဖြေဖြောက်ရမလဲဆိုတဲ့ဓာတ်ရိုက်ဖော်ပြတဲ့အာရက်တော့မပါဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လူသားတွေကဘဝမှာစိန်ခေါ်မှုတွေကြုံလာရနိုင်တယ်အခက်ခဲတွေကြုံလာရနိုင်တယ်ကြောင်းရုံမှုတွေကြုံလာရနိုင်တယ်ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေကိုတော့ကျွန်တော်မြန်ကိုယ်တိုင်မှာဖော်ပြထားတယ်ဒါကြောင့်ဒီခံစားချက်တွေကိုဘယ်လိုကင်တွယ်ဖြေရှင်းရမလဲဘယ်လိုစိတ်သက်သာရာရယူမလဲဘယ်လိုအားပေးမှုတွေရယူမယ်ဆိုတဲ့လမ်းညွှန်ချက်တွေကိုကျွန်တော်မြန်ကိုယ်တိုင်မှာဖော်ပြထားတယ်အဲ့ဒီထဲမှာကျွန်တော်ဒီနေ့ highlight လုပ်ပြခြင်းနဲ့အာယတ်ကတော့ဆူရာဘကရာဆူရာနဲ့အိုင်းနံပါတ်255မှာဘယ်လိုဖော်ပြထားလဲဆိုရင် Bismillahirrahmanirrahim walanabluwannakum bishay'in minal khawfi wal ju' wa naqsim minal amwali wal anfusi was samarat wa bashiris sabirin ဒီအာယတ်မှာဘာတွေပြောထားလဲဆိုရင်ကျွန်တော်တို့ကကြောင်းချင်းတွေအနေတစုံတရာကြောင့်စိုးရိမ်မှုတွေငတ်မွတ်ခြင်းတွေဥစ္စာပစ္စည်းတွေအသက်နဲ့လဲမီနော်တနည်းအားဖြင့်သားသမီးတွေဆုံးရှုံးတဲ့အဲ့ဒီလိုမျိုးအခြေအနေတွေကြုံလာရနိုင်တယ်အဲ့လိုမျိုးကြုံလာတာကဒီဘာသာပြန်မှာတော့ဒီလက်ပတ်လိုဝါနတ်ကွန်ကိုဘယ်လိုဘာသာပြန်ထားလဲဆိုရင်အလောရှင်မြတ်စမ်းသက်တော်မူမယ်ဆိုပြီးတော့ဘာသာပြန်ထားတယ်ဒါပေမဲ့ကျွန်တော်အမြင်ကအလောရှင်မြတ်ကျွန်တော်ပထမဗီဒီယိုတွေမှာလည်းကျွန်တော်ပြောခဲ့အလောရှင်မြတ်ကဘယ်အရာမှစမ်းသက်ပြီးတော့လုပ်နေရမှာသူ့မှာစနစ်တစ်ခုနဲ့ဒီအရာအလုံးကိုချမှတ်ထားပြီးသားပေါ့နော်ဒီအပြီးတည်းမှာဘယ်လိုဖော်ပြထားလဲဆိုရင်စမ်းသက်ခြင်းအခြေအနေမှန်ကိုသိရှိဖို့ကြိုးစားခြင်းအကြက်အတဲများတက်ရောက်ခြင်းအရေးသွေးထင်ရှားလာဖို့စီမံခြင်းကျေးဇူးပြုခြင်းဆုလက်စတဲ့အနတ်သဘောတွေလည်းပါတယ်စမ်းသက်ခြင်းတစ်ခုလည်းမဟုတ်ဘဲနဲ့ခုနပြောခဲ့တဲ့အနတ်သဘောတွေလည်းပါတယ်ပေါ့နော်ဆိုတော့ဒီမှာစဉ်းစားကြည့်လိုက်တဲ့ခါကျတော့အထူးသဖြင့်ပေါ့နော်အလောရှင်မဲ့ဘက်ကနေပြုလုပ်တဲ့အခါမှာဒီအရေးသွေးတွေထင်ရှားလာဖို့စီမံခြင်းဆိုတဲ့အနတ်သဘောကပို့ပြီးတော့တင့်တော်မယ်ဆိုပြီးတော့ညမှာထင်မြင်မိတယ်ပေါ့နော်ဒီအာရက်မှာနောက်ထပ်ပါတဲ့စကားလုံးတစ်ခုဖြစ်တဲ့ sabr ပေါ့နော် sabr ကျွန်တော်တို့အများအားလုံးနားလည်ထားတဲ့ဟာကျွန်တော်တို့တီးခံတယ်ခွင့်လွတ်တီးခံတယ်ပေါ့နော်အားလုံးနားလည်ထားကြဒါပေမဲ့သူ့ရဲ့အနတ်ဒိတ်ပဲကဘာလဲဆိုတော့ဇွဲတတိလုံးလစိုက်ထုတ်ပြီးတော့ကြန့်ခိုင်စွာရက်တည်တဲ့သူနောက်ထပ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်မိမိရယူလိုတဲ့အရာကိုဒီဇိုင်းမမှန်နဲ့အားစိုက်ထုတ်ပြီးတော့ဆောင်ရွက်တဲ့သူဒါကို sabr လုပ်တယ်လို့ကျွန်တော်နားလည်မိသူ့ရဲ့စန့်ကျင်ဘက်အဓိပ္ပာယ်ကဘာလဲဆိုရင်စိတ်သက်အင်အားကြတာစိတ်သက်ကြတာအင်အားကြတာရုပ်ရော့တာเนาะအညံ့ခံအရှုံးပေးတယ်စတဲ့သဘောတရားတွေကဒီ sabr ရဲ့စန့်ကျင်ဘက်ဓာတ်ရိုက်ဖြစ်တယ်ပေါ့နော်ဒီအရဲ့အဓိကအချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေမှာတွေ့ကြုံလာရမယ့်အခက်ခဲတွေအကျက်တဲတွေစိတ်ဒဏ်ရာတွေဒါတွေတစ်ခုခုကြုံလာရပြီဆိုလို့ရှိရင် sabr ဆိုတဲ့ဇွဲလုံးလာတတိအဲ့ဒီအားတွေကိုအားစုပ်ထပ်ပြီးတော့အဲ့ဒီအခက်ခဲတွေကိုတွန်းလှန်ပြီးတော့ဒီဇိုင်းမတ်တွန်းလှန်ပြီးတော့အမှန်တရားပေါ်မှာအလောင်းရှင်မြတ်ချမှတ်ပေးထားတဲ့ကျမ်းတော်မြတ်ကိုရ်အာန်ရဲ့လမ်းညွှန်ချက်တွေအတိုင်းရက်တည်ပြီးတော့ဒီဇိုင်းမတ်ရက်တည်ပြီးတော့အကောင်းဆုံးဖြည့်ရှင်းဆောင်ရွက်မယ်ဆိုရင်
ကျွန်တော်တို့လူသားတွေမှာတိမ်မြုပ်နေတဲ့အရေးသွေးအရေးချင်းတွေတိုးတက်လာဘာအရေးသွေးအရေးချင်းတွေလဲဆိုတော့ကျွန်တော်တို့အမှားကိုအမှန်ပြင်နိုင်တဲ့အရေးသွေးအရေးချင်းတွေတိုးတက်လာမယ်ကိုဖြစ်နေတဲ့ပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်တဲ့စွမ်းအင်တွေကိုမှရရှိလာနိုင်တယ်ဆိုတော့အလောရှင်မြတ်ကကျွန်တော်ဒီအာယတ်မှာပြောထားတယ်ဆိုတော့ကျွန်တော်ဒီအာယတ်မှာနားလည်မိတယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်ဒီနေ့sharing လုပ်ပေးလုပ်ချင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့မှာရှိလာတဲ့အခက်အခဲတွေအကြက်တဲတွေရောက်လာရင်စိတ်တန်ရာတွေရောက်လာခဲ့မယ်ဆိုရင်ဖြစ်လာနေမယ်ဆိုရင်အကောင်းဆုံးကအလောရှင်မြတ်ပြဋ္ဌာန်းထားတဲ့ကျမ်းတော်မြတ်ကိုယ်တိုင်ရဲ့လမ်းညွှန်ချက်တွေအတိုင်းတသိမသိမ့်ဒီဇိုင်းမမတ်ရက်တည်ပြီးတော့အလောရှင်မြတ်ပြဋ္ဌာန်းထားတဲ့ဥပဒေသားတွေကိုမဖောက်မပြန်မဲနဲ့ကျွန်တော်တို့လိုက်နာကျင့်သုံးမယ်ဆိုရင်ကျွန်တော်တို့ရဲ့အလောရှင်မြတ်ပေးတဲ့ဆုလက်ကိုရရှိမယ်ဆိုတော့ကျွန်တော်နားလည်မိရအောင်ပြောချင်တယ်ကျွန်တော်ရဲ့ဒီ sharing လုပ်တာဟုတ်ကျွန်တော်ဒီညမှာပဲညီကုန်းထုတ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်